အခုရှူစားကြရမယ့်ပြဇာတ်ကတော့သုံးပုံတစ်ပုံဖြစ်ပါတယ်ရှင်ဒါရိုက်တာမောင်တီကဖန်တီးပြီးဝတ္ထုဇာတ်ညွှန်းမောင်ငယ်ရင်သွေးနှင့်ရွှေမိုးသက်တွေဖြစ်ပါတယ်ပါဝင်တရုပ်ဆောင်ကြမယ့်အနုပညာရှင်များကတော့လွင်မိုးနန္ဒာလှိုင်ခိုင်သိန်းကြည်ကင်းကောင်ဘေလူဝကုသိုလ်တိမ်ညွန့်အုံဒီဘေရာစင်မာကြီးရဲဒီပနေမင်းသူရဝန်းပုံကြီးမလုံးတင်စတဲ့ရုပ်ရှင်ပညာရှင်များစွာပါဝင်ကပြတင်ဆက်မှာဖြစ်ပါတယ်ရှင်ရှုစားအားပေးကြပါအောင်ရှင်ဘုဒ္ဓမေတရဏံအညာနတ္တိပါဖျာဓမ္မောမေတရဏံအညာနတ္တိပါဖျာသံဃောမေတရဏံအညာနတ္တိပါဖျာသာဓုသာဓုသာဓုခုလိုခေတ်ကာလမျိုးမှာငယ်ငယ်ရွယ်ရွယ်နဲ့ဖရာတရားရိုသေကန်းဆိုင်တာအတူယူစရာပဲအဲ့လိုဒီတငယ်ရဲ့ကြံရင်လက္ခဏာကြည့်ရတာအခုအချိန်ပိုင်းတွင်းမှာပဲအသက်စီဝင်ခြုံငင်းတော့မှာပါလားတနာစရာပဲအေးလေလူဘွားဆိုတာကလည်းသမုတ်တရားဝဲကြရဲ့ထဲမှာပွက်ထလာတဲ့ရေဘွက်ကလေးတစ်ခုလိုဖြစ်ချင်းတန်ဖြစ်ပြက်ချင်းတန်ပြက်ရတာဆိုတော့ဘယ်တတ်နိုင်မလဲလေသူ့ဘဝရဲ့နောက်ဆုံးအချိန်မှာငါလိုသူတော်စင်နဲ့တွေ့ဆုံရတာကိုကသူ့ရဲ့ကံပါရမီပဲလို့ပြောရမှာအဲ့ဒီတော့သူသွားခြင်းတဲ့ဘုံဘဝလေးကိုရွေးချယ်ခွင့်ရအောင်ငါအကူအညီပေးအောင်ပါပဲလေအိစိတံပန်စိတံတုံရှံခိတ်ပမေဝသမိတ်ဇတုလိုအပ်သောစုနဲ့တလုံးတဝါဒီပြည့်စုံပါစေဗျာဖေးတဲ့စနဲ့ပြည့်စုံပါစေရော့ဗျာရော့တလုံးဘယ်လောက်ကြောင်းပါလဲ350ပါ3လုံးကို1000ပဲပေးတော့နော်ဟာအလက်ဟေ့ရောဗျာမင်းဘာလို့ပြောနေတာလဲဘုံရောက်တာမဟုတ်ဘူးလားမင်းရောက်မှာလေအဲ့ဒါမင်းကိုအလကားပေးတာအလကားပေးတာကျုပ်ကအလက်ကားဆိုတန်ဖိုးမထားဘူးဗျာဟမ်ဟာဘာလို့လဲအလက်ကားဆိုကျုပ်ကတန်ဖိုးမထားဘူးဟာမင်းဒီပုံမြတ်မင်းနည်းနည်းရအများထင်နေလားမင်းဘယ်လောက်တန်ကြီးရှိတယ်လို့မင်းထင်တယ်ဟမ်တန်ကြီးဘယ်လောက်ရှိတယ်လို့မင်းထင်တယ်လေဒီဘုံကဘယ်လောက်တော့တန်လို့လဲဟိုနောက်ကလက်ကားကောက်လာတာဟာမင်းအဲ့ဒီလိုထင်းနေတယ်မဟုတ်လားဟမ်မင်းအဲ့ဒီလိုထင်းနေတယ်မဟုတ်လားဒီဘုံသုံးလုံးကလေမင်းရဲ့ကောင်းမှုကုသိုလ်ကံကြောင့်ငါရဲ့သိဋ္ဌိမဟိဋ္ဌိတကိုးနဲ့ဖန်ဆင်းပြီးတော့မင်းကိုချီးမြှောက်တာဗျာချီးမြှောက်တာသိဋ္ဌိမဟိဋ္ဌိအေးဘောအဲ့ဆိုအဘဘိုးတော်ဗောခန္ဓာလမ်းကိုရှောက်လန်းနေတဲ့ပုဂ္ဂိုလ်တို့ဆိုပါတော့ကွာအဘဟမ်ဘယ်သူမှမကြောင်တူတူလေးပြောခြင်းလို့ဟာတမင်းစားကနန်းလေးပေးစမ်းပါဘယ်သူမှမကြောက်အောင်လည်းပြောသေးတူတူဟမ်ဒိုင်ချိုလေးဟေ့ဒီပါငါ3ညငါထိပ်စီ3ညနောက်ပိတ်တဲ့လားရောမဘယ်ငါထိပ်စီ3ညနောက်ပိတ်ကမှလေနှလုံးမထိုးနဲ့15နှစ်15နှစ်ဩအဲ့ဒီအမှုကလေဒါနဲ့လိုက်လို့မရဘူးလို့အဲ့ဒါကိုပြောတာဟေ့ဒီကွာငါပြောတာကိုနားထောင်တော့မကွာအချိန်ရရှိတာမဟုတ်ဘူးအချိန်မရှိအောင်အဘဘာလို့မလို့တော့ဟိုနောက်ကအခန်းနေဆက်ကအောင်ပါလေဒါပြီးပါပြီမရှိတော့ပါဘူးမင်းငါပြောပြမယ်ပြောဟောဒီမှာကြီးဟောဒီအပြာရောင်ကကြားဘုံတဲ့ကြားဘုံဟောဒီအဝါရောင်ကမဘုံတဲ့ဟောတာကတော့ကြားမဘုံတဲ့ဗျာဩကြားဘုံမဘုံကြားဘုံအေးဟုတ်တယ်မကြားဘူးပါဘူးဗျာကြားဘုံမဘုံ30ဘုံပဲကြားဘူးပါတယ်ဒါကဘာတွေတော့ဟေးမင်းပြောတာ30ဘုံဒါ3ဘုံ1ဘုံကွာ3ဘုံ1ဘုံအေးငါပြောပြမယ်သေချာနားထောင်ဟုတ်ကဲ့လောကမှာဘုံတွေအများကြီးရှိတယ်လေဟုတ်ကဲ့အဲ့ဘုံတွေထဲမှာမင်းသွားခြင်းတဲ့ဘုံကိုကြားဘုံကိုတီးလိုက်ရင်ကြားဘုံကိုရောက်သွားမယ်မဘုံကိုတီးရင်မဘုံကိုရောက်သွားမယ်ဟောကြားမဘုံကိုတီးလိုက်ရင်ကြားမဘုံကိုရောက်သွားမယ်ဗျာဒါကိုပြောတာဒီပါဦးဟမ်ကျုပ်ကဘာဖြစ်လို့ဒီဘုံတွေတီးရမှာလဲနေနိုင်ရဲ့အကောင်းကြီးနဲ့ဒီမှာမင်းအသက်အန္တရာယ်တစ်ခုကိုကြုံခဲ့ရင်မင်းအသက်အန္တရာယ်တစ်ခုကိုကြုံခဲ့လို့ရှင်ဟောဒီဘုံသုံးလုံးနဲ့ကနေတော့ရွေးပြီးတော့
မင်းသွားခြင်းနဲ့ဘုံတစ်ဘုံကိုတီးလိုက်ဗျာ မဖြစ်နိုင်ဘူးမဖြစ်နိုင် ဘာဖြစ် အ လို့ သက်အန္တရာယ်ကြုံတွေ့နေတဲ့အချိန်မှာဒီဘုံသုံးလုံးကိုရွေးတီးဖို့အချိန်ရှိအောင်မလား ရပါတယ်ကွာရပါတယ်မင်းကလေဟိုရုပ်ရှင်ထဲမှာလေမင်းသားကလေဓာတ်တန်လည်းကြီးနဲ့သေလူမျိုးသားဖြစ်နေတာတော့မှပဲသူပြောခြင်းတဲ့စကားတွေအရှိကြီးကိုဆုံးအောင်ပြောသွားသေးတာပဲအဲ့တော့မင်းလည်းသေကန်နေ့မှာဒီဘုံလေးတီးလို့ရအောင်မင်းအသက်ကို slow motion လေးဆွဲပြီးသေးလိုက် စလိုမိုရှင်ဆွဲသေးရ အဲ့ဒါဆိုတီးလို့ရပါ อ๋อကိုသွားခြင်းတဲ့ဘုံကိုပေါ့ မင်းသွားခြင်းတဲ့ဘုံကိုကြိုက်တဲ့ဘုံကိုရွေးလိုက်အဲ့ဒီသုံးလုံးလေးရတယ်တော့တီးလိုက်အဲ့ဒါဆိုမင်းရောက်သွား ကျေးဇူးပါပဲ ကဲအဲ့ဒီဆိုငါသွားမယ်နော် ဟုတ်ကဲ့ပါ မှတ်မိတယ်နော်သွားပြီသွားပြီ အဝါလေးကမဘုံအဝါကမအပြာကကြာ ဟဲ့ 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 ဘာတော့ လူဆုံး မော အားရရှောက်တီးနေတာလေ ဘာမှမတီးပါဘူးဒီမှာရက်နေတာဟာ ဟဲ့မချင်တာဘူးပြန်တီးမယ်တို့ပြန်တီးမယ် ဖះပေါ်မှာဘာတွေလာပြောနေတာလဲအဖြူဝမ်းစက်ကြီးနဲ့ ဟမ် ငရဲကြီးအောင်မယ်ဘယ်နဲ့ယောက်ျားချင်း မရမကြည့်ပါဘူးဟိုပါရမီဖြစ်တယ်လို့ပဲသဘောထားလိုက်တာ အာ ဘာလို့ပြောတာလဲဘာလို့အဲ့ဘုံကိုတီးရတာလဲတို့ပြန်တီးမယ်ပြန်တီးမယ်ကြားတော့မပြန်တီးတော့ပါသေးရဲ့ဟင်း သူတော်စင်ရတော့သူ့ဘုံနဲ့သူကိုတော်တော်အစွမ်းစားရှိနေအန်ဒီရရှိတဲ့အချိန်မှာဒီတဲ့ဘုံတစ်ခုကိုတီးရမယ်တဲ့စလိုမိုရှင်တော့မဟုတ်ဘူးစတီတခါတည်းရက်နေပြီအော်သူတော်စင်သူတော်ကောင်းတွေရဲ့စကားများမှန်လိုက်တာဖះဆောင်တဲ့ကဆင်းတာနဲ့ကားတန်းပြီးတိုက်တော့တာလေငါရဲ့အသက်အန္တရာယ်ကို तू ကြုံမြင်လို့ပြောသွားခဲ့တာပဲဖြစ်မယ်ငါသေးရတော့မယ်ငါသေးရတော့မယ်ငါဘာလုပ်မလဲသူတော်စင်ကြီးကငါ့ကိုနောက်ဘဝကူးဖို့ဆိုပြီးဘုံသုံးလုံးပေးထားခဲ့တာလေအဲ့ဒီဘုံသုံးလုံးနဲ့ကသုံးဘုံတစ်ဘုံငါရွေးဖို့ပဲရှိတော့တာပေါ့ဘယ်ဘုံကိုတီးပြီးဘယ်ဘုံသွားရင်ကောင်းမလဲငါယောက်ျားပဲပြီးတော့ဘယ်ဘဝရောက်ယောက်ျားဖြစ်ရတာအမြင့်မြတ်ဆုံးပဲအဲ့တော့ကြားဘုံကိုသွားတာပဲကောင်းတယ်အာလူဆုံးရှိရဲ့ဆိုင်ဆုံးရှိရဲ့လူဆုံးရှိရဲ့ဆိုင်ဆုံးရှိတဲ့ ကျွန်တော်နာမည်မောင်ကင်းကောင်းမှဒီဘုံပေါ်မှာနေပါတယ်အရင်ဘုံအားကကျွန်တော်အဖေကကုမ္ပဏီလူကြီးဖြစ်ပါတယ်ကျွန်တော်တော့ကုမ္ပဏီမှာမန်နေဂျာကြီးလုပ်ပါတယ် BEB ရထိပ်ရေးအရဲ့အကုန်ချက်ပြီးရောက်ပါတယ်ဟောက်တယ်တွေကိုပိုင်းနေတွဲပြီးဘုံပိုင်းကောင်းနေပို့ပါတယ်တောင်းရင်အကြီးရနေလို့အမ်ဘတ်ဆိုကြီးတည်ကြတယ်အဲ့ဒါကြောင့်မို့ကျွန်တော်သေးတော့အရဲ့သမားပြန်ဖြစ်တယ်ရှိသမျှအရဲ့တွေမကုန်မချင်းတောင်းရတယ်လူဆုံးရှိတဲ့ဆိုင်ဆုံးရှိတဲ့အနေအယောင်ကိုပြန်ကပြောရရင်ဖြစ်အရင်ဘဝကိုလည်းအေးဘေးပြောရရင်ရွှေတရမှာတော့နာလာလာနဲ့ဘေးတယောက်မှာတော့ဟတ်ထီနဲ့ဟတ်ထီနဲ့ဟိုရင်အစဘေးဘဝကမီလီယံနာကြည်ကြည်တဲအောင်ချမ်းသာပါရဲ့ခမညာတော်သားမရင်ငယ်300ကိုတော့မှဟန်ဖုံ6လုံးစီပေးကြထား300ကို6လုံးစက္ကန့်နဲ့လန်ခလူးသာ
ချမ်းသာလားလား မစီရီပကြဲလို့ဆိုရရမနဲ့စီလိုက်မှတန်းစီနေတဲ့စီရန်ကြီးကားရထက်များအဲ့လောက်တော့ချမ်းသာတယ် အဲ့ဒီလောက်ချမ်းသာရတာကိုတော့မှအမြတ်ကြီးတဲ့စားကုံစိမ်းတို့နေကစားစင်းရတာတွေစီရကုံတွေစုပ်အဲ့ဒီလိုလောက်ခဲလို့အခုဘဝမှာလေအမလေးနှကောင်းပြတဲ့တရုံးစားဖြစ်နေပါရောလား တော်ပါတော့ဘာလို့ပါတော့ ဟင်ပေါ် ဘာ ဟင်ပေါ် ဟင်းပေါ်တယ်တခါမှလည်းမကြောက်ဟင်းဟော့အေးအဲ့ဒီဟင်ဟော်လေးရလေအဲ့ဒီလိုပြတာအဲ့ဒါကဟင်ဟော်လေးရဲ့လူဝင်ရင်း လူဝင်ရိတ်အဲ့တော့ လက်ဘက်ကလည်းအလကားမနေဘူး ပြောသမ်းပါ အဲ့ဒါကပေါင်ညာမှာရှိတဲ့ဝဲတွေပွဲတွေကိုလေခဏလေးကုတ်တာလူမသိအောင်ကုတ်တာအဲ့ဒီလိုကုတ်ပြီးတော့မှထွက်လာတဲ့အနာဘတ်တွေကိုအဲ့ဒီလိုပြစ်တာဆရာကြီးဒီမောင်အဲ့ဒါကားတာမဟုတ်ဘူးလား အဲ့ဒါကအနာဘတ်တွေပြစ်တာလို့ညောနေနေရင် ကြောက်ကားတယ်ထင်လား ဟင်းဟောလေးရလေအရင်ကြီးကြတယ်ဒီနေရာမှာခဏလောက်ပြီးနားထောင်ကြည့်ပါဒီနေရာမှာခဏလောက်ရောက်ပြီးနားထောင်ကြည့်ပါကျွန်တော်ရဲ့တစ်ချက်ပြောရအောင်ကြောက်ကျွန်တော်ရဲ့ချင်းပြောနေတယ်လေထောင်သွားရလေထောင်သွားလေကျွန်တော်ချင်းတော့ကြည့်ပါကျွန်တော်ချင်းလေခမရထောင်သွားခဲပြလိုက်ရမလားခမရစောတဲ့ရမလို့ တော်သားပါအများလဲတချင်းဆိုတာလူတက်နေတယ်လို့ပဲ အဲ့ဒီလိုဘူးမသိဘာမသိချင်းတွေပေါက်တာနောက်ချက်ရှိသေးတယ်မင်းကငါကနာ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 မင်းစိတ်ဆိုးမလားမင်းကငါကနာ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 မင်းစိတ်ဆိုးမလားအဲ့လိုနာနာနေတယ်ပေါက်တယ်အာယာယာအာယာယာအဲ့လိုနားတွေရားတွေပေါက်တဲ့ခစ်ဘာပဲဆိုဆိုနားမလဲရင်ပေါက်တယ် ပေါက်တယ်ဗျာ ခင်ဗျားပြောနားမလဲရင်ပေါက်ဝင်မယ် ဟုတ်တယ်ဗျာ နားလဲပြီးရင်ဖမ်းခံတာအများကြီးပဲ အဲ့ကျွန်တော်မချောင်းသေးလို့ ဖိုးလာမင်းကိုဖိုးလာမင်းကိုဒိုင်းရှာခိုင်းညာနေချဲကိုမထိုးမိပြန်ပါတယ်သူစီမံကျဲနဲ့အချုပ်ထဲပါသွားတယ်လက်ထိန်နာတဝဲလေလေပေါင်းနဲ့6ကိုတတ်တယ်ခုနှစ်ကမထွက်တော့ဘူးတဲ့လေးနဲ့8ပဲအော်မိတယ်ချယ်ရီရဲ့နှိမ့်ဆက်နိုင်လော ဗျာအဲ့ဒါ အဲ့ဒီမှာအချုပ်ထဲပါသွားတဲ့လူကကြံခဲ့တဲ့ချဲသမားလူမှားသွားတယ် ဘလို့မှန်တာလုံးငင်းငေါဒီတစ်ခါလှည့်ကင်းတွေ့ရင်ပြေးပြေးအောင်ပြေးကြတော့လေဝဲ ဒီဘုံမှာငါတို့ဒေသမိုင်းရဲ့နှလုံးသားရဲ့နေတာ ဟုတ်တယ် အဲ့တော့ကိုရုပ်နေတဲ့ဘုံကဘာမဟုတ်နော် ဟာကြားပုံသာမသိမချင်းမှတ်ထား ညစမ်းမအောင် ကြုံပါဒီပုံမှာရှိနေရင်ကြုံတဲ့ဘာမှာတက်တယ်လို့ဝင်တော့တောက်လို့ရတယ်ကြုံပါကြားပုံ မင်းကလေအယသမအတွေးမတွေးမှနဲ့တော့ ဘယ်တော့ရမှာတော့ ဒီမှာ international language တွေးစမ်းပါလို့ ဖိယောနာတရောင်းသား ဟင်းတရောင်းသားဆိုတော့အဲ့သူများတို့လမ်းမေးတောင်းစားတဲ့တရောင်းသားအစစ်မျိုးမဟုတ်ဘူး ဘယ်မှာတောင်းတာတော့ ရုံးကနေထိုင်ပြီးတော့မှအင်တာနက်နဲ့တောင်းတာ မ
မင်းကအိမ်သားထဲမှာတောင်းတယ် အင်တာနက်အဲ့တော့ international language အရပြောရမယ်ဆိုရင်ကြားပုံဆိုတာကမသိမချင်းမှတ်ထားတိုက်ကားပတ်ကားရှင်းလို့ခေါ်ရင်ဟာ ဘလို့ဘလို့ တိုက်ကားပတ်ကားရှင်း တိုက်ကပတ်ကားရှင် အင်းဟုတ်တယ် ဩကျမ်းမတွေကိုမွှေးရိပ်ပေးတာ ပရက်ကြီးလားမရိုင်းနဲ့နော် ဘာပြောလို့လို့ အောင်လုံးမလုံးနဲ့တိုက်ကားပတ်ကားရှင်းဆိုတာတိုက်ကားဆိုတာကြားပတ်ကားရှင်းဆိုတာဘုံအဲ့ကြောင့်မို့တိုက်ကားပတ်ကားရှင်းဆိုတာကြားဘုံမသိမချင်းမှတ်ထားအယက်သမိုင်းရင် ပတ်နဲ့ကားရှင်နဲ့တွဲလိုက်တာတော့ သူတို့က ငါမတွဲမိဘူး ဘလို့တွဲနေ ပတ်နဲ့ကားရှင်နဲ့ သူတို့မိတ်ဖက်လေပြစ်စဖို့ကျော်လား ကျော်လာမောတကယ်ကြီး 1 2 3 4ဘုံဒါယောက်ျားတော့ဘုံဒါကြားတော့ဘုံ အောင်ငယ် ဒါယောက်ျားတော့လူဆုံးရှိတယ် အောင်ငယ် ဒါကြားတော့ဘုံ အောင်ငယ်လေဗျာ ဟုတ်မှာ မင်္ဂလာပါ မင်းငယ်မရ ငါငါ မင်းရှင်း နင်းမလို့လေ ငါဘာလုပ်လဲ ဟုတ်ဘူးနင်းမလို့လေ ငါဘာလုပ်လဲ ဟဲ့နင်းမလို့လေ ငါဘာလုပ်လဲ အော်တကယ်ဆိုလူချင်းမထူးစားဘူးကဲပြောသားရတာစံသလား ငါမရှိဘူးပြောကြမရှိ အော်ကဲ တော်ပါတော့ဗျာ Who are you What is you အမည်နာမအောင်မင်းတာလေ ကျုံနာမည်လွင်မိုး ရင်မို့ ဟုတ်တယ် ရင်မို့ငါကြားဘူးလေ ညင်မွန်းမဟုတ်ဘူးလွင်မွန်းဟုတ်တယ်ရှဲတွေကျိုးနေ ရင်မို့ကြားဘူးလေကွာဒီကောင်ကရုပ်ရှင်မင်းသားလဲလုတ်တယ် ဟုတ်တယ် တပြားဆရာလဲလုတ်တယ်တပ်ပုံဆရာလဲလုတ်တယ်ရေခဲတော်လဲလုတ်တယ်ရေခဲတော်လုတ်တော့မင်းမအေးဘူးလား ဒီကဲသူ့တောင်းတာခင်ဗျဘာလုပ်ချင်လို့တော့ကျုပ်ကနောက်တစ်ခုလုပ်သေးတာ မလို့ရှင်တာတော့ လူရှင်တော် နောက်မှမိုးရီရှိတယ် ငါတို့ဘုံမှာမင်းဘာလာလောက်တာလဲ ကျုပ်ကသူတော်စင်ကြီးကတည်တော့မဲ့အချိန်ပါတဲ့သွားကျင်တဲ့ဘုံကိုတီးဆိုတော့ယောက်ျားဖြစ်တဲ့အတွက်ဟောဒီကြားဘုံတီးပြီးတော့ခင်ဗျားတို့စီကိုကျုပ်လာခဲ့တာ အော်ငါတို့ဘုံမင်းရောက်လာတယ်ဗော ဟုတ်တယ် အေးအဲ့ဒါဆိုရင်လေငါတို့ဘုံရောက်ရင်တော့ငါတို့စီကန်းကိုမင်းလိုက်နာမယ် မှန်တယ်ကွာတင်းုံရင် ခင်ဗျားတို့ကစီကန်းနေပါနဲ့ဟလား ဟုတ်တယ်လေ ဟာကောင်းတော့ဗောဗျာ မှန်တယ်ကွာ စီကန်းဆိုတော့တကယ်ကောင်းတာစီကန်းရှိမှတိုးတက်မယ် မှန်တယ်အဲ့ဒါ စီ မှ က န် န်း တယ် ရဲ့လွေးတန်ဖို့ မှန်တယ် စီကန်းလိုက်တာဘေးကင်းကွာ မှန်တယ်ကောင်းလိုက်နော် အော်အဲ့လိုလူရဲလို့ဖြစ်လာရင်စီးနဲ့ကန်းနဲ့ရှိမှကောင်းတာ မှန်ပါဗော ကျုပ်ကလည်းအဲ့လိုစီကန်းရှိတဲ့နေရာမျိုးမှာနေနေတာစီကန်းနဲ့ပတ်သက်လာလို့ရှိရင် တော့ ဟင်ကောင်မင်းကငါတို့ဘုံရောက်လာတာလေ မင်းကနေမအောင်မင်းကငါတို့မုံရောက်ပြီးတော့စီကန်းချက်တွေအဲ့လိုထုတ်အောင်မင်းကဟိုတုန်းကမော်တော်ဘီကတင်ပြီးဝင်ခန်းနဲ့ကောင်လား ဩဘေးမှာနေစမ်းမှာငါမေးနေတယ် မယုံနဲ့နော် မနေစမ်းမှာဟဲ့ကောင်အေးမင်းဘယ်လောက်စီကန်းရှိလို့ပြောစမ်း ဟမ်စီကန်းနဲ့ပတ်သက်လာရင်တ ပြော ချင်းလေးတောင်ရှိသေးတယ် ပြောသားနော် စီနဲ့ကန်းစီနဲ့ကန်းစီနဲ့ကန်းလေးစီနဲ့ကန်းမကြောက်ဘူးလား ယောစီးနဲ့ဝါပါကွာမင်းကြပါစီးနဲ့ကန်းနဲ့ငါ ကန်းမှာဝါလို့ရမှာဗောတေချာစဉ်းစားခင်ဗျားတို့ငယ်ငယ်တုန်းကလေခင်ဗျားတို့အမေကခင်ဗျားတို့ထမင်းလုပ်လေးကန်းပြီးမှခင်ဗျားတို့ဝါတယ် အေးအဲ့ဒါမှန်ရင်တော့မှန်ရင် ကြီးလာတော့ကိုစားကျင်တာလေးတွေကိုရှာလင်းနဲ့ဟောလို့ယူပြီးကန်းလိုက်မှဝါလို့ရအဲ့ဒါကန်းမှဝါလို့ရ အေးမင်းကမှန်တယ် อืม ဒါပေမဲ့ငါတို့ဘုံရောက်လာရင်တော့ငါတို့စီကန်းမင်းလိုက်နာမယ် ကဲပြော မှန်ရင်ကွာ ငါစီကန်းရင်ထုတ်လိုက်မယ် ချာဘင်း ဒီပါ อืม မောင်လွင်မို့ ပြော မင်း၄ပါးသီလလုံးရမယ် တပားပဲရောက်သွား ပြန်လုံတော်မူသွားပြီ ဘယ်ဘာပြန်တော်မူတာတော့ ဟုတ်မောင်ဒီလိုကွာဟိုသူရမေရိယသူရမေရိယဌာနဆိုတော့အရက်မင်းကြက်တော့တောက်လို့ရတယ်ရက်မတောက်ဆရာမလို့ ဩအဲ့ဒီတပားတော့ကျူးလွန်ရမယ်ဘာဖြစ်လို့တော့ဗျ မင်းတောက်ရင်ငါတောက်လို့ရတယ် ဩခေါ်ဆက်တာပေါ့ မင်းတောက် ဩဟုတ်ပြီ နောက်တစ်ခုကငါတို့ပုံမှန်နေရင်မင်းရှူမပေါ့အောင် ရှူရှူမပေါ့တော့ကျုပ်ကဘာလို့အသေးပင်နဲ့စီးထားမှာ ဟိုထိုက်ကလေးကိုပတ်ဟဲ့ကမရွေးနဲ့လေကွာ ရှူရှူမပေါ့လူကဘယ်လိုလုပ်နေမလဲ အေးငါတို့ပုံက
လူဘုံရဲ့အပေါ်မှာနေတာ ဟာ ငါတို့ရှူပေါက်လိုက်ရင်နေရာတော့ရှောက်ပါရင်အောက်ကလူတွေဆိုရှယ်နံသွားမှာပေါ့ ဩအဲ့တော့ခင်ဗျားတို့ရှူရှူပေါင်းရင်အပေါ်ထောင်ပန်းတာဗော ။အေးရ ထောင်မဲ အဲ့ဒီတော့မဟုတ်ဘူး မ ကွာ ဘူးလေရေတံဘူးလေးနဲ့ထက်ပေါက် ဘယ်ဆက်မလို့ ။ဟာရ။အကေ ကျုပ်ကရှူရှူပေါင်းရင်အများကြီးပေါက်တာတပူးနဲ့မဆန့်ဘူး အဲ့ဘူးတဲ့မျက်စိနဲ့မင်းနဲ့လေဘူးကြီး ဩဘူးကြီး အောက်ကဘုံမိုင်းတော့ပါတယ် ဩအဲ့ဒါမှထက်ပါ အဲတခုတော့ရှိတယ် ဘာဖြစ်လို့ ပေါင်းအမြုပ်မထွက်စင်းလေ အလုံးမ ကျု လို့ ပ်က ရ ရှူရှူကိုအမြုပ်တက်ပြီးတော့မပေါက်တတ်ဘူးဗျာ မဟုတ်လေပြောရည်တယ်ငါမူးမူးနေတော့ အေး မင်းကပေါက်လာအမြုပ်ထွက်သွားရင်ငါမူးပြီးတော့မင်းဟာကိုဘီယာနဲ့မှားတောက်မှာဆိုလို့ဟုတ်လား ဟုတ်တယ် ငါစီကံတော့ကြပြီမင်းစီကံကြလဲပြီးပြီ ငါမညုံမသိဘူး မပြောသေးဘူးတော့ မညုံမသိ ပြော ရှင်းနေမှာကွာ တတောင်းစားလည်းစီကန်းကျင်တယ်ဟလား အာဟဲ့ရောလူက international မှာစဉ်းကန်းခြင်းနေရှိတယ်အဲ့တော့ပြင်မို့ ခင်ဗျာ ငါတို့ဘုံမှာနေမယ်ဆိုရင်မင်းငါအစာတောင်းစားပေးရမယ် တတောင်းစားကြီးကျယ်လိုက်တာကိုယ့်ကိုတောင်းစားပါလားကျုပ်ကဘာလို့တောင်းစားရမှာလို့တတောင်းစားမှမဟုတ်တာ နာမည်ကသူတောင်းစားတဲ့သူများတောင်းတာကိုပဲစားတာကိုယ်လိုက်မတောင်းဘူး သူများတောင်းတာစားသူတောင်းစားဟာဟုတ်နေပါပြီဗျာနောက်တစ်ခုဟာ သူများမပေးတာကိုမယူနဲ့သူများဖုံးထမ်းတာဖွက်ထမ်းတာကိုပဲမင်းတောင်းရမှာ သူများဖုန်းသားဖွင့်ထားတာသွားတောင်းရင်ကျုပ်ရိုက်ခံရမှာပေါ့ အဲ့တော့သရောင်းသားပြီးရင် तू ဖုံးစားတဲ့သူများဖုံးထမ်းတာကိုပဲစားတာအဲ့ဒါသိအရာသာရှိနော် တော်ပြီနော်အရှိသမားနဲ့တလောင်းစားဟမ်ခင်ဗျားတို့စီကန်းချက်တွေဆိုတာခင်ဗျားတို့ရှောက်ပြောနေတာနော်အဲ့လိုပောက်ကြီးအနေထားနေတော့ကျုပ်မနေနိုင်ဘူးနော်ကျုပ်ပြန်ခင်ဗျားတဲ့သားတဲ့ပုံကိုသွားမှာသွားပြီ happy everyone happy everyone happy ငါတို့စားပုံမှာ အေးကြောက်ဟာ ဒီလူတယောက်မရှိဘာဖြစ်လဲ ဘာကြည့်လဲ without you I can say မင်းမရှိပဲငါကရွတ်လင့်သွားလို့ရတယ်ရင်မို့ ကြားပုံဆိုပြီးအထင်ကြီးပြီးသွားလိုက်တာအရက်သမားနဲ့သတောင်းစားတွေ့တာနဲ့ပဲတန်းပြန်လာခဲ့ရတာတော်ပြီအဲ့ကြားပုံမသွားတော့ဒါဆိုငါဘယ်ပုံသွားရင်ကောင်းလဲဟာငါပုံဆိုတော့မင်းကလေးတွေအများကြီးရှိမှာပေါ့နတ်ပြည်မှာတော့နတ်သားတစ်ယောက်ကနတ်သမီးလေးတွေတစ်ဖက်400-500နဲ့နေတာဆိုတော့မပုံကိုသွားရင်ယောက်ျားဆိုလို့ငါတစ်ယောက်တည်းပဲရှိမှာအမလီနတ်သားများပြင်းအောင်ပြင်းသေးလွင်မိုးမင်းစင်စားစံမဘုံကိုယောက်ျားအတိုင်းရောက်မသွားပဲမိန်းမလူရောက်သွားရင်မင်းဘဲနဲ့လုံးမလီမင်းခံရခင်မယ်နော်ဟုတ်သားတယ်ဟဲ့မဘုံကိုယောက်ျားသဘာဝအတိုင်းရောက်အောင်မဘုံကိုတီးပြီးကားတိုက်တဲ့အချိန်မှာအားလို့မဟုတ်ဘူးကြားလို့អော်လိုက်မှာပေါ့ကြား La 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 ပြောစလို့လာလူနေဘဝမဘုံကကျမဟာပြောမင်းမိပါရှင်။အိုယူထားဘဝလူဘုံကစုတရားကြောင့်ကိုပြန်တည်းရနေစဉ်အတိတ်ကိုတွေ့ရရောက်သွားစိတ်တွေပြည့်လာလို့ရှာကျမရဲ့နေမှာဝိုင်းဝန်းလေးနေသူများပိန်ရှင်ဖြူမဲ့ဖူတိုကွာအသိရွယ်ကကြီးငယ်ယောက်ျားမျိုးစုံပါ Jesus See me again, Limpeza. To mommy ba. Sorry ba, you to babu. Ding ding. Zinsa zang lu da, yue ye yue lon tua. Number one, my beauty tap la.
ယောက်ျားတွေပေါက်ပြတာမျက်မြင်တွေ့တဲ့အခါယောက်ျားဆိုကြောက်အားပေါ်ဆလမ်ဘာဆလမ်ဘာယောက်ျားတွေပေါက်ပြတာမျက်မြင်များကြီးပါယောက်ျားဆိုကြောက်အားပေါ်ဆလမ်ဘာဆလမ်ဘာဒီမှာကျမပွဲစားအလုပ်ရှိရင်ပဲညာအလုပ်ပြင်းရင်လေးဖြုတ်တယ် specialist စာခွင်အိမ်ချမ်းမြေရောင်ငါနှစ်ဖက်ကွာကပေါင်းစားကောင်းလို့ပါဖောင်းနေ body လဲကိုရှယ်ပွဲစားဆိုတာအဟောင်းအစွတ်ရောင်းထုတ်ဖို့ဆိုတည်င်းကျူးတယ် renew ဆိုပြီးရွှေ့ချက်ရတယ်ဝယ်လက်ဆိုရင်တကယ်တစ်ကိုလေစီလိုပေါက်တာဘာညာခွိကွရောင်းမဲ့သူကထိုင်ငိုရအောင်နှစ်ပြားမတန်ပြောပြရတယ်အလုံးကိုပြခါကိုချိုလိုတိုးကိုနှုတ်ရှင်းနေရင်ရှုပ်ရင်ပြန်ရှင်းပါဇက်ရင်းပြီးဒီတစ်ပေါက်သေးနဲ့လှုပ်စားခဲ့တာနောက်ဆုံးတော့ပါဇက်ကင်စာပြစ်ပြီးသေးရောယုံကြည်မမီမကြောက်ကမန်းကလန်ကျော်လို့စီကမလောက်ကြားလေပြုတ်လို့တောက်အမြန်သွားမြဲချိန်လီရောက်နောက်ကြသွားရင်ယုံမှန်နေကြအောင်ငရုတ်တီးလေးတွေတောက်ထောင်းရပါရဲ့တောက်မော်ရဲပန်းတဲ့သဘောမှမပေါက်ယုံကြည်မမီမကြောက်ကမန်းကလန်ကျော်လို့စီကမလောက်ကြားလေပြုတ်လို့တောက်ညံသွားနဲ့ချိန်လီအရောက်နောက်ကြသွားရင်ယုံမှန်နေကြဟောင်းဒုကလေးလေးယုံစင်ချိန်ကိုအင်္ဂိုပြန်ပြီးတွေပေါက်တင်ကလေးကိုလှုပ်လို့ရှောင်းဘတ်စကားမတိုင်းရောက်ဒုရှင်နာကရောက်လာတဲ့ဘတ်စကားကြီးနောက်အတင်းကအထဲရောက်ဟိုလူဒီလူဝိုင်းလာအဲ့ဒီလိုအထောက်ခံပြီးသေခဲ့ရတာပါလို့လုံးရဲ့ဘာနဲ့ထောက်တာတော့ဩလူဘဝတုန်းကပေါ့ဟိုဘတ်စကားပေါ်မှာလေဘတ်စကားပေါ်မှာဟိုလူတွေကလည်းအရန်ကြက်နေတဲ့အချိန်ပေါ့ဖိုးကြီးတယောက်ကကားပေါ်တက်လာတာကြီးရဂျိုင်းညာညှက်ပြီးတော့သူကအနောက်ကနေထောက်ထားတာအဲ့ဒါလေကားဆရာကလည်းလေဘရိတ်ကိုစောက်အောက်အဖိုးကြီးကလည်းထင်းတော့အထောက်လေဟောတယ်အဲ့ဒီမှာထောက်ခံပြီးသေခဲ့ရတာပဲဟဲ့လုံးလိုက်တာနေ့ဥစားဖြစ်ဆိုးလိုက်တာဟဲ့ယောက်ျားမရှိတော့ဟောဒီမဘုံမှာနေရတာလေအချုံမမပါတဲ့ဟင်းကိုစားရတယ်ပဲဟိုဟာလိုတလို့လို့ဒီဟာလိုတလို့လို့ နဲ့လူပြည်လူဘွားအောင်ကလေဟိုလူလည်းမကြိုက်ဒီလူလည်းမလို့ချင်လို့ထားကြတယ်အခုမှနောင်ထားရလိုက်တာနန်းနာကဘာတွေစဉ်းစားနေလို့လဲယောက်ျားတွေကိုစိတ်နာလွန်းလို့အဲ့ဒါယောက်ျားတွေအကြောင်းပဲစဉ်းစားနေတာဟမ်ယောက်ျားတွေကိုစိတ်နာတယ်လဲပြောသေးတယ်ယောက်ျားတွေအကြောင်းပဲစဉ်းစားနေတယ်ဂုံဂုံတို့ကတော့လေယောက်ျားတွေကိုစိတ်နာလို့ယောက်ျားတွေအကြောင်းလုံးဝမစဉ်းစားဘူးဟိုဂုံဂုံလူဘဝတုန်းကလေဂုံဂုံကဂုံဝင်နေစီလားစီနဲ့ငွေကန်းနဲ့ဝင်နေတဲ့အချိန်မှာယောက်ျားကလေအရှိကမ်းမှာဘာလုပ်နေအောင်မေးလဲဘာလုပ်လဲဟိုအရက်ထိုင်တော့ဟဲ့ကောင်းဆိုးအဲ့ဒါကြောင့်မလို့လုံးဂုံဂုံကလေဘာလုပ်တယ်လဲဆိုတော့ငွေကန်းနဲ့ကထွက်တာနဲ့တင်းကိုဖြတ်ပြစ်မယ်လေနေစမ်းမအောင်ဘာလို့ဖြတ်မှာတော့ဩလင်ငန်းမရခန့်ကွာရှင်းပြက်ဆဲတာကိုပြောတာတော်သေးတာပေါ့တော်သေးဟုတ်တယ်တေချာစဉ်းစားကြည့်လို့ရှင်လေကျမတို့မင်းမသားတွေဘက်ကအရှုံးကြီးပဲဒါပေမဲ့လေရှေ့လူကြီးတွေရဲ့စိုးစကားကလည်းရှိရဲ့ဟာဘလို့ဆိုလို့လဲခုံမရှိတဲ့ယထာမီးမရှိတဲ့ကားလင်းမရှိတဲ့မိန်းမမသိတဲ့ဘူးတဲ့ဟာထီးမရှိတဲ့ဖယားအလံမရှိတဲ့ယထာဒါပဲကြားဘူးလေအော်လုံးလုံးကလည်း
ခုံမရှိတဲ့ယထာကိုစီးမှာတော့ဘယ်လိုလုပ်တင်နေလဲစီးနိုင်မှာမလဲ ဟုတ်တယ်နော်ဟုတ်တယ်အဲ့ဒါလေးခုံမရှိတဲ့ယထာကိုစီးလို့ရှိရင်ကျမ်းပြင်မှာထိုင်စီးရတာအဲ့ဒီချိန်မှာလေလက်မဆက်ကလာပြီးတော့ဟိုကြော်ဒီကြော်ဟိုခွတီခွနဲ့လေကြောက်ဖြစ်လေထောက်မိမှာတော့ဆိုးရည် ဩ तू ကအရေးတဲ့ထောက်မှာကြာ ဟောကြောက်ကထောက်ခံပြီးသေခဲ့ရတာလေကဲ နောက်တစ်ခုမီးမရှိတဲ့ကောင်ကိုစီးလို့ရှင်ရင်သိမ်းမှုတွေပါရဖြစ်နိုင်တယ်လေအဲ့ကြောင့်ရင်ထဲရဖမ်းမလို့ဒဏ်ရိုက်တာပေါ့ ဟိုနန်းနာဟိုစကပုတ်ကြားဘူးလားဟိုစောင်းပုတ်ကလေးတစ်ခုပေါ့နော်စီးကန်လိုက်တာဘေးကင်းกว่าစီးကန်လိုက်တာဘေးကင်းกว่าလာပဲလေ ဟုတ်တယ် ဟိုဒါပေမဲ့တချို့ကြတော့လေဟိုမီးရှိပြီနဲ့လည်းဖမ်းပြီးဒဏ်ရိုက်ရင်ရိုက်တာပဲ ဟိုဒါကတော့လေဟိုမီးရှိပေမဲ့လည်းဟိုတခြားရင်စီကန်နေဖောက်ချက်လို့ရှင်ဖမ်းမလို့ဒဏ်ရိုက်မှာပေါ့ရင်အနေကလည်းကြီးတယ်လေ ဟုတ်တယ် တို့ယောက်ျားကားဆရာပြောတော့လေဟိုရှင်တန်းရဲ့အန်ဒီရဲ့ပူကြီးတယ်တဲ့ ဟုတ်ကဲ့ပါအဲ့ဒီအကြောင်းလေးမပြောနဲ့တော့ယောက်ျားတွေအကြောင်းများလေးစဉ်းစားလို့ရှင်တစ်စမ်းမှကောင်းတာမဟုတ်ဘူးသိလားယောက်ျားတွေရဲ့စကားဆိုတာလေဟိုစမှုတဲ့အယောင်ဆိုင်စေးမတွေရဲ့စကားနဲ့အတူတူပဲ ဘယ်လိုဖြစ်လို့လဲ ဟင်းပစ္စည်းတွေစရောင်းပေးပြီတဲ့ကြော့ညရတယ်လေဟောသွားလဲဝယ်ရောကုန်ပြီတဲ့ ဟုတ်တော့ အားကြပြောယောက်ျားရဲ့စကားများလေးယုံနေနေသိလားကဲပါဟိုတို့တွေလေလူပြည်လူဘွားတော်ကဟိုဖြစ်ကျင်တဲ့ဆန္ဒကလေးတွေရှိခဲ့ကြမှာပဲ ရှိတာပေါ့ အဲ့ဒီတော့တို့တွေပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုလေးတွေကိုပြန်စဉ်းစားပြီးတော့စုတစ်ခုစီတောင်းကြ ကောင်းမယ်အဲ့ဒါဆိုရင်ဂုံဂုံကလူဘဝတော်ကဘာတွေကောင်းမှုပြုခဲ့ဘူးတလဲစဉ်းစားစမ်းသိပြီဟဲ့ဟိုဂုံဂုံလေလူဘဝတော်ကလေဟိုလူငယ်လေးတွေရှိရနေပြီးတော့မလေးရှားကိုပို့ပေးမယ်ဆိုပြီးတော့တိန်းတစ်ထောင်လောက်bắtခဲ့တယ် တိန်းတစ်ထောင် အေးသိန်းတစ်ထောင်လောက်အဲ့ဒီပတ်စံတွေရတော့လေဂုံဂုံလေဟိုကောင်းမှုကုသိုလ်တွေလုပ်မယ်ဆိုပြီးတော့ဟဲ့ဖျားကိုသွားတာစုလေဖျားရှိရောက်ကြရောရောက်လေရောက်တော့ခိုးလေးတွေတွေ့တာဂုံဂုံကောင်းမှုကုသိုလ်လုပ်ကြမယ်ဆိုပြီးတော့လေဟိုခိုးလေးတွေကိုပြောင်းမှုစီ6စီကျွေးခဲ့တယ် ဘယ်နဲ့စီ 6စီ 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 နဲတဲ့အလှူကြီးမှမဟုတ်ပဲတော်တော်ကြီးကြီးကျယ်ကျယ်လှူခဲ့တာပဲ အမလုံးလုံးကလည်းအဲ့ဒီ6စီလူရတဲ့အကျိုးကနဲတယ်အောင်မလို့လားအခုစူတောင်းလိုက်ရင်လေပြည့်ုံနေမဟုတ်ရှမ်းတောင်းကြွား ဟုတ်ပါတယ် ဒီကောင်တို့လည်းစဉ်းစားလိုက်ပါဦး စဉ်းစား ဟဲ့ အေး သိပြီတို့လေဟိုရုံးစေးမှာဘွားတော့ကလေဟိုရုံးဝရတဲ့လက်ဖက်ရည်ဘိုးလေးတွေစုထားတာအဲ့ဒီအချိန်မှာလေဘိုးတော်တပားလာပြီးတော့လေအတိတ်စိမ့်ပေးရတော့တိတ်စိမ့်ပြောကျုပ်လေလေတခါတည်းဒိုင်ကိုအော်ပြီးတော့လှူပလိုက်တာ သူကသူချဲထိုးတဲ့မဟုတ် ဟာဘယ်အချက်သွားမလို့အဲ့ဒါစိတ်ထားတက်လို့ရှိရင်ညက်တယ်တဲ့အဲ့ဒါလေဒါနတစ်ခုပဲလေအဲ့ဒီဒါနလေးကိုအာယုံပြူပြီးတော့ဆုတောင်းရမှာ ကဲစီတောင်း ကဲ ကြ စူတောင်းမယ်စူတောင်းမယ် မဘုံကလည်းသုံးအောင်တယ်ပါဟောဒီဘက်เนี่ยကတော့တော်လှုပ်တဲ့ငါစကားပြောနေဟိုဘက်တယောက်ကတော့မစိုး စူတောင်းတယ်စူတောင်းတယ်အဲ့ဒါငါစူတောင်းတာအဲ့ဒါငါစူတောင်းလိုက်တာ တို့ဆုတောင်းတာပါ တို့ဘုံဘယ်လိုဖြစ်လို့ယောက်ျားရောက်လာတာလဲ ဟဲ့ဂုံဂုံစူတောင်းလိုက်တာဂုံဂုံကလေအာကအိုထောင်ထောင်မောင်းမောင်းယောက်ျားကြီးတယောက်လောက်ရောက်လာပါစေချွတ်ချွတ်လှလှလေးရောက်လာပါကျွတ်လောက်လိုက်တာ အဲ့ဒါမဟုတ်ဘူးအဲ့တို့ဆုတောင်းတာမှလေဟောအာကောင်မောင်းတန်ယောက်ျားကြီးတယောက်ရောက်လာပါစေလို့ဆုတောင်းရတာအခုကြီးကနဲတာကြီးပေါ့ကွန်ကောင်မောင်းတလုံး ဆန္ဒပြန်ပြပြရအောင်နော် ကဲခဏနေကြပါဦးဟိုတို့ဘုံယောက်ျားတယောက်ရောက်လာတယ်ဆိုတာမရိုးတောင်အဲ့တော့ဒီကိစ္စကိုနာနာ discuss လုပ်ကြည့်ရမယ် လေဇဲမန်နနာရဲ့တို့မပုံကိုဒီယောက်ျားလေးတယောက်ရောက်လာတာစရေးမနဲ့တင်ပြီးပါလေ ဒီလိုဆိုရင်ပွဲစားလက်ကမှတဆင့်ထွက်တင်တာပေါ့ဟောပွဲစားမှာလေခုတ်ဆရာကြီးခုတ်ပြက်ဆရာကြီးပြက်ပြီးစည်မလည်းထဲလိုက် အဲရောက်လာ စည်မမှာလီးဆရာကြီးလီးတစ်ဆရာတစ်ပြီးနန်းနာကြီးပို့လိုက်ပေါ့ ဟာအဲ့ဒါဆိုလို့ရှိရင်နာနာစီရောက်လို့ရှိရင်ငုံးစီတောင်ကြမ်းမတော့မလားမသိဘူး ရေထိုးလိုက်ဟုတ်ပါ ကဲပါဒီကိစ္စမှာပွဲစားစင်းနေမအောင်အသာနေနာနာကိုင်းမယ် ကိုင်း ကဲ ကြိုက်တဲ့နေရာကိုင်း ဟမ် အော်မဟုတ်ဘူးလေခင်ဗျားဘယ်နေရာကိုင်းနေလဲလို့အများကြီးပဲလက်တွေရောခြေထောက်တွေရောခေါင်းတွေအကုန်ရှိတယ်ကြိုက်တဲ့နေရာကိုင်းစောက်ထိုးလေးကိုလည်းကိုင်းလို့ရတယ်နှာခေါင်းကလည်းစောက်ထိုးပဲတော်သေးတယ် ရှင်နော်စကားပြောလူဘာမွမ်းနဲ့နော်ဒူးနဲ့မြေတုတ်သွားချင်လားပန်းကောင်းညို့ဖြစ်သွားမယ်နော် ချိုးလိုက် ချိုးလိုက်ရမလားချိုးလိုက်ရမလား ခင်ဗျားတို့အဲ့ပြောကိုအနိုင်မကျင့်နဲ့လေ ဒီမှာရှင်ဒီမဘုံဘယ်လိုဖြစ်လို့ရောက်လာတာလဲ ဩ
မဘုံဘလို့ဖြစ်လို့ရောက်လာလဲဆိုဟောဒီမဆိုတဲ့ဘုံလေးကိုတီးပြီးတော့ရောက်လာတာဒီမှာဘုံစာတောင်ပါသေးဘုံစာနဲ့လား ဒီစားပဲကြားဘူးပါတယ် ဩဘုံတီးရောက်လာလို့ဘုံစာဗောဒီမှာတွေ့လားဘုံပတ်ဆောင်တော့မကက်ရသေးဘူးဒီကြမှာကက်ရမှာ တော့ ဘုံကသုံးလုံးဟဲ့တီးလို့ကောင်းအောင်လို့ ဒီမှာ နော် မောင်လေးကဒီပုံမှာနေမလို့ အစတော့ကျုပ်ကနေမယ်လို့စိတ်ကူးတာပဲအခုကတော့နည်းနည်းစဉ်းစားအောင်ပဲခင်ဗျားတို့တက်ကသူနဲ့ကဟိုအတူသွားအတူလာအတူစားအတူနေအတူအေး ဘာပြောလဲဒီမှာကျမအပြိုစင်းရှင်ရင်မိုးတော်မတန်းမှုသေးတဲ့အပြိုစင်း ဟာကျုပ်ကလည်းလူပြိုစင်ပါဗျာနော်ရင်မရောရင်ချောက်ကောမတမ်းမှုသေးဘူး ဒီလိုဆိုရင်မောင်လေးကဒီပုံမှာနေမလို့ဒီပုံလေးကိုတီးပြီးရောက်လာတာဗော ဟုတ်တယ် အဲ့ဒါဆိုလာခဲ့ โอเคသွားမယ်ဘယ်တော့ဘယ်နဲ့ မဟုတ်သူ့ယောက်ျားစစ်မစစ်ဆန်းရမယ်လေ အမလေးကုန်းကုန်းရဲ့ယောက်ျားစစ်မစစ်စမ်းစရာမလိုပါဘူးနန္နာကလေလူပြမာကလေးယောက်ျားနဲ့ကင်းအောင်နေတာသူ့ကိုမြင်တာနဲ့ယောက်ျားမှန်းသိစွမ်းတယ် ကင်းအောင်နေတယ်မြင်တာနဲ့သိတယ်ခင်ဗျားကျုပ်ကိုဘယ်နေရာမြင်ပြီးသိသွားလဲပြောစမ်း လဲစီ ငါထင်တာအပေါ်နဲ့နဲ့ရောက် ဘာပြောလဲ ခင်ဗျားပြောတာမှန်တယ်လို့ဇရွေးမြူလိုက်တာလဲစီကအပေါ်တက်သွားလို့ ဒီမှာရှင်ဒီပုံမှန်နေမယ်ဆိုတော့ဒီတိုင်းနေလို့တော့မရအောင်နော် ဟုတ်တယ် ပြောအတိုင်းပြောဘာအတိုင်းနဲ့နေရမှာလဲ မဟုတ်ဘူးဒီပုံမှာနေမယ်ဆိုလို့ရှိရင်ဒီပုံပေါ်မှာရှိတဲ့မားတွေတည်းကတရေဘက်ကိုကန်ဆန်းမဲ့ဖောက်ပြီးလက်ထ ဟမ်ကန်စမ်းမဘူးလက်ထ အဲ့ဒီစီစီကမကောင်းပါဘူး ဘလို့လုံးပါလဲ အလက်ကျစနစ်ပဲကောင်းတယ် ဟုတ်မယ် ဘယ်လိုလဲကြမှာလဲ လေကြ ဟောဟုတ်ငါနံပါတ်1လေ အေးလေ ပြီးတော့ငါလေ ဟမ် ငါပြီးငါပြီးတော့ငါပြီးတော့ငါလေ အဲ့စီးမှာတော့တယောက်တည်းရှုံနေတာပဲဒီမှာခင်ဗျားတို့ကန်စမ်းမဲ့စီစဉ်ထဲမှာသူပါလား ဟမ် မပါဘူးဘုန်းနဲ့ရ အပိုင်ပဲအလက်ကျစတဲ့ထဲမှာသူပါလား မပါဘူးလေ तू ပါတော့မရဘူး तू ဟာပြိုစင်လေ ဩအဲ့ဒါကျုပ်လည်းမပါဘူးကျုပ်လည်းလူပြိုစင်ပဲအလူ ဘယ်ရမလဲအဲ့လိုတော့ဘာရမလဲ အဲ့ဒါဆိုကျုပ်ဒီမှာမနေဘူးတော့ကျုပ်ပြန်ပါပြန်ပါကျုပ်ပြန်ပါတော့မနေဘူး ဘုန်းနဲ့နေရပြီဘုန်းနဲ့နေရ ခင်ဗျားတို့လုတ်တဲ့ကတော်တော်စကားပြောနေပြီဗျာသနာကြပါဗျာအဆွဲပွားနေနဲ့အဆွဲပွားနေနဲ့ ဟဲ့ဘူးဖေးလို့တန်းစီမနေကြနဲ့လေအလူလိုဝိုင်းဆွဲ အမလေးဗျာအချင်းမတွေလက်မတွေတော့ရောက်တော့ပါပဲတော်ပြီပြန်မယ်ပြန်မယ်အမလေးဗျာအမလေးဝိုင်းဆွဲလိုက်ကြတာဘယ်ချိန်ကလေးကငတ်ပြတ်နေကြလဲမသိပါဘူးငါလည်းမိမတွေရှိတဲ့ဘုံကိုတယောက်တည်းသွားမိတာကိုကိုယ့်အကိုပစ္စည်းစုံသေးရလားလို့ပြန်စစ်ကြည့်အောင်ပါပဲအဲ့ဒါကြောင့်ရှေးလူကြီးတွေကပြောတာဗောထမ်းမေစကြိုးလှေပိုးထိုးနဲ့မိမစုံမြင့်ကဤလေးရမှာလူတက်เสียမလုံနဲ့တဲ့မိမဟူသည်ထိုအိဋ္ဌိယာကမရှိမကောင်းရှိမကောင်းမပေါင်းလက်ခဲ့ပေါင်းလက်ခဲ့ဤတဲ့ ဟဲ့ကတီးငါတိုက်တော့မယ် ဟမ် ငါတိုက်ချင်နေပြီတီးပါလို့ ခင်ဗျာဘယ်သူတော့ ဟာငါဘယ်သူမှမမင်းနဲ့မင်းအဲ့ဘုံကိုတာတီးငါကန်းနဲ့တိုက်တော့မယ် ခင်ဗျာဘာလို့တိုက်ချင်တာလဲကျုပ်ကဘာလို့တီးရမှာတော့ ကွာဘယ်နဲ့ကွာသူများတွေများကားတိုက်လို့ရှိရင်တခါတည်းတိုက်ရင်တခါတည်းသိတယ်မင်းကြမှာခဏခဏပြန်ပေါ်လာတယ်ငါခဏခဏတိုက်ရတယ် ဟော မင်းကတီးလိုက်ငါနိဗ္ဗာန်ရင်ကတိုက်လိုက်နဲ့တီးလိုက်တိုက်လိုက်ပြန်ပေါ်လာနေဟဲ့ရှုပ်တယ်ကွာငါမှလုပ်စရာတွေအများကြီးရှိသေးတယ် လုံမယ်ဘာလို့မှာ ဟာငါမင်းကိုကားနဲ့တိုက်ရင်ငါရင်တိုက်မှုဖြစ်ပြီလေ အာ ရင်တိုက်မှုဖြစ်ပြီဆိုမှတော့ရင်နေရင်ကိုကရောက်လာပြီပေါ့ ဒါပေါ့ခင်ဗျာရင်တိုင်းမှုဖြစ်တာဟုတ် အဲ့ရင်နေရင်ကိုကရောက်လာပြီငါကသေးချာချာစစ်ဆေး อืม ငါကရှေ့ကန်းထဲကပလင်းနဲ့ပုံနဲ့တွေ့ရောဟာတဲ့အရက်ပလင်းနဲ့မင်းအရက်မူးပြီးမောင်းနေတယ်မင်းကိုအရေးယူရမယ်တဲ့ ဩမို့တော့ကြက် မဟုတ်ပါဘူးရင်နေရဲ့ကိုရဲ့ဒီပလင်းနဲ့ပုံကကျွန်တော်မိန်းမဈေးမှာလိုက်တဲ့စီပလင်းနဲ့ဆံပုံးမှာအဲ့ဆိုငါရှင်းပြပြီ ဩ အဲ့တော့ရင်နေရဲ့ကိုရှင်းပြလို့ရင်နေရဲ့ကိုကသဘောပေါက်ရင်ပေါက်မပေါက်ရင်ငါရဲစခန်းထရအောင်မယ် ရဲစခန်းရောက်တော့ ရဲစခန်းရောက်တော့စခန်းမှုနဲ့တွေ့ပြီပေါ့ကွာ ဩ စခန်းမှုကိုလည်းဒီပလင်းနဲ့ပုံကိစ္စငါရှင်းရမယ် အဲ့တော့စခန်းမှုကနားလဲသွားပြီ နားလေလို့လားမသိဘူးတရားရုံးပြန်ရောက်တာပဲ တရားရုံးရောက်သွားတယ် တရားရုံးရောက် စ တော့ ကမ်းမှုကလည်းအဲ့ပလင်းနဲ့ပုံကိစ္စကိုနားမလဲဘူး သူနားမလဲလို့တရားရုံးရောက်တာပေါ့ တရားရုံးရောက်တော့ တရားရုံးရောက်တော့တရားသူကြီးကိုလည်းလေဟိုတရားသူကြီးရဲ့ဒါကပလင်းနဲ့ပုံကိုစီပလင်းနဲ့ဆံပုံးပါဆိုငါထပ်ရှင်းရမယ် အာ ဟေ့အောင်ငါမှအဲ့ပလင်းနဲ့ပုံကိစ္စတော်တော်ရှင်းရမှာနော် အဲ့ကိစ္စလွယ်လွယ်လေး ဘယ်လိုလဲ အမှန်တော့ပလင်းပါလို့ရှုပ်နေတာပုံကြီးပဲဆိုခင်ဗျအဆင်ပြေသွားပြီ ဟေ့အောင်မင်းဘာစကားပြောတာလဲ ဟုတ်တယ်လေမဟုတ်ဘူးခင်ဗျမော်တော်ဘီငယ်နဲ့တွေ့ကြတာဒါပါလဲဆိုပုံဘယ်နဲ့ပုံလဲဆိုတပုံ
ဘာတဘုံနဲ့ ခင်ဗျပလင်းပါမှာတော့ तू ကပလင်းကအရက်ထက်လို့ရတော့ခင်ဗျအရက်တောက်တယ်လို့ထင်ပါဗောအေးလေနဲ့ကြတော့ခင်ဗျအရက်ထက်ပြီးတောက်တယ်လို့ပဲထင်မလဲကျုပ်ကအဲ့ဒါကိုပြောတာ တော်ပါသေးရဲ့ဟေ့အောင်ငါပြောမယ်ငါမအဲ့ပလင်းနဲ့ဘုံကိစ္စတောက်လျှောက်ရှင်းရမှာပါကွာမင်းဟိုတီးစရာရှိတီးလိုက်ပါတော့ငါလည်းတိုက်ချင်နေပြီ ကျုပ်ကဒီတစ်ခါတီးရမှာတော့ယောက်ျားတွေရောမိန်းမတွေရောရှိတဲ့ဘုံကိုတီးရ အေးလေအဲ့ဒါတီး အဲ့ဘုံတီးပြီးရင်တော့ကျုပ်ခင်ဗျစီပြန်မလာတော့ ဟာကျေးဇူးတင်တယ် နော် ကျေးဇူးတင်တယ် အဲ့တော့ခင်ဗျကောက်ပါတဲ့ အော်ငါကောက်ပါတယ်တိုက်အေးဟုတ် တခါတရံစီဟာအခန်းရသဝင်အ60လမ်းမှာမှတ်တမ်းမတင်ခဲ့ကုသိုလ်ရဲ့နှလုံးသားဝေဒနာနားမလဲနိုင်တော့မိနစ်စံတဲ့ရော်တကင်းနဲ့မှာအထော်တကွန်းလဲစိတ်နာမချော်တခေလို့ပြစ်သွားမြော်တကင်းရှာသမီးနာမည်ကမဏိကုပါမဏိကုဆိုတာကမင်းသမီးလေးမဏိစနာကိုမိတ်ကလင်းပေးရတဲ့အလှဖန်တီးရှင်ပါကျို့လူကရေးကြတယ်လေအကျို့ဒရိုက်တာတွေကရိုက်ကြတယ်ကိုကိုကျန်စေးရဲ့ချစ်သူကမဏိစနာမဟုတ်ပါဘူးရှင်တကယ်တော့ကိုကိုကျန်စေးရဲ့ချစ်သူကဟောဒီကမဏိကုပါကိုကြံစင်းတဲ့မနစ်ကူပါလေကြိုးချင်းထားကြိုးချင်းထိုးအိုးချင်းထားအိုးချင်းထိတယ်လို့ပါပဲကိုကြံစင်းတယ်မကဘူးနော်ငါထွေယူငါလုံးလက်ပဲတို့နဲ့မကင်းပါဘူးတို့အားပေးလို့သူရဲကုန်းတွေဖြစ်သွားတာလေတို့အားပေးနေတို့လေအေးရမလို့တော့ပါဘူးအဲ့မှာလေအနွယ်ထာမီးအရန်ဆိုးရသိလားကိုကြံစင်းတဲ့မိစ္ဆာနာနဲ့ချစ်ကြတယ်ဆိုပြီးတော့စိတ်တွေဆိုးအဲ့ဒါမဟုတ်ပါဘူးကိုကြံစင်းတဲ့ချစ်တာဟိုဒီကမဏိကုပါလို့ဒီစကားမှန်ရင်ဘဝစတိုင်းယောက်ျားပေါင်းစုံနဲ့ညားပါစေသူ့တောင်းတောင်သူမယုံဘူးလေစိတ်တွေဆိုးပြီးတော့ကိုကြံစစ်ကိုအရိန်ဓမ္မလှန်တဲ့အပြည့်မင်းဒီကမလော်တကုန်းနဲ့လို့ရှေ့ကဝင်တာကံကြောင်းမလောက်တော့လှမ်းလမ်းကြောင်းပြောက်ပြီးအောက်ဆိုင်သွားတာတို့ထီပြီးတေခဲ့ရတာပါတေခဲ့ရပြီးဒီပုံရောက်လာတာလေကြားမပုံဘာကိုလဲမင်းကလေးတောင်းချင်ပါတယ်လေအိုးတောင်းမဲနဲ့ပင်မပေါ်မျက်လုံးများနဲ့မင်းကြီးလေးတွေချိုလုံးအိုးမင်းလေးတွေ့ဆိုအားလုံးစင်တဲ့အတို့ရင်တဲ့ကမင်းတွေ့အချင်နာများမင်းကတောင်းကြတို့ကမင်းကိုပေးချင်တယ်ယူပါတော့ရှော့ရှူလိုက်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 ရှော့ရှူပါရှော့ရှူလိုက်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 ရှူပါရှော့ရှူလိုက်ရှော့ရှ
数来，小数来，小数来，小数吧，小数来，小数来，小数。要有来， ဟာဒီလေရော့ယူလိုက်နေဟမ် ဟောလေ ကျင်းပါ 怕来喽， ဒီစမ်းပါဦး ဟောလေ နင်တို့ကပါလေ 哎，怕没来吵过， ဟဲ့ကောင်မဘာရှောက်ပြောနေရလဲ 怕喽， အရင်ရမပြောနဲ့တို့ဘာလဲလို့မင်းနေတာမမီးကဘာလဲ 妈咪要吧 သူ？ကပါလေနင်မသိဘူးလား အော်သူ့ကိုကြည့်ရလားတို့သိတယ် ဘာလဲ ပကောက်ချမ်း ဘာလဲဘကောက်ချံ ပကံ6 ဘာပကံ6လေ 不敢吵， တို့နည်းနည်းလေး promotion လေးတင်ပေးသမ်းပါ 不要这样， တို့အ6လို့မပြောပါနဲ့ ဘာလို့ပြောမှလဲ တို့ Desta လို့ပြော ဘာလဲလဲစ 这是啥说啦？ DUS T ရ Desta 这是啥说啦？ အတိတ်ပဲပြန်လို့ ဘောပြည့် အမလေး အဲ့တော့နင်တို့ကလေ အိုး နင်တို့ကလည်းဒါ Desta လေးအဲ့တော့ Desta လေး Desta လေး ဒက်စတာကြီးဒက်စတာကြီး Desta လေး Desta လေး 这是啥鸡？这是啥鸡？ ဘောပြည့်လေးဘောပြည့်လေး ဘောပြက်ကြီးဘောပြက်ကြီး 好嘞，你们俺都跑偏的可能，你俺都跑偏几个嘛不？ မမီးကဘာလို့ပြောလဲမမသိဘူး နင်တို့ကလေအချောက်ဖြစ်ပြီးတော့တိတ်ခါအောင်မရှိဘူး ဘာဖြစ်လို့လဲ ဘယ်လိုနေရမှာ ငါပြောပြမယ်မိန်းမတွေမှာမိန်းမတို့အိမ်နေမိန်းမတို့တိတ်ခါရှိတယ် ဟုတ်တယ်လေ တို့အချောက်တွေမှာလေအချောက်တို့အိမ်နေအချောက်တို့တိတ်ခါအချောက်တို့ဂရင်အချောက်တို့လင်းအချောက်တို့ဖင်းပါ အဲ့ဒါမပါဘူးလေ မပါအဲ့ဒါမပါဘူးလေမမ ဘာရှောက်ပြောနေရလဲမမီးကလည်းအချင်းချင်းမဝုန်းနေလေအချောက်ကိုတိတ်ကမရှိဘူးအချောက်ကိုအဆက်မရှိမပြောနဲ့မမီးရဲ့အချောက်ပြမတော့ဆောက်ဆက်ရှိပါမလား အဲ့လိုရှမ်းမရှိမှာရလို့ရမှာ ရှက်တော့ ဟုတ်တယ် ပြန်မပြောနဲ့ မပြော နင်တို့ဗဇောက်ပေါက်တွေရောပိတ်ထား ဟဲ့ပါဇက်ပေါက် ပါစပ်ပေါက် အေးအဲ့ဗဇောက်ပေါက်ကောဗဇောက်ပတ်ကောပိတ် အဲ့နှစ်ခုလုံးပိတ်ခိုင်းတာဟဲ့ နော် ပိတ်ပိတ်ပိတ် တို့ခေတုံးကအရင်ရင်ကြီးတာအချောက်ကြီးအရင်ရင်ကြီးတာ ဟုတ်လားမမီတို့ခင်နဲ့မီဟိုမြမြတို့ခင်နဲ့မတူတော့ဘူးလေ ဘာမတူတာလဲ မမီတို့ခင်ကတမျိုးမြမြတို့ခင်ကြတော့ဘာခေအောင်မီလဲ ဘာဖြစ်လဲပြောပြ မြမြတို့ခင်ကအင်တာနက်ခင် အင်တာနက်ခေတ် ဟုတ်တယ် ဘာတော့အင်တာနက်ဆိုတာ အင်တာဆိုတာလေးမှတ်ထားအထဲမှာအတွင်းမှာအဒါနက်တယ်ဆိုတာဂလိုင်းပေါက်ကြီးအင်တာနက်ဆိုတာအထဲမှာဂလိုင်းပေါက်ကြီးနဲ့လို့များတို့ခင်တာ ဟဲဒါဆိုငါလည်းအင်တာနက်ပေါ့ ဘာဖြစ်လို့တော့ ငါလည်းအထက်မှာဂရိုင်းပေါက်ကြီးနေလေ ဟဲ့ဟက်ကောင်မဖြစ်နိုင်တယ် तू ကပကန်းခိကဆိုတော့ဒီခက်လောက်ဆိုတော့ဂလိုင်းပေါက်ဖြစ်လောက်ပြီဟဲ့ ဘာလို့ရှောက်ပြောနေရလဲတကယ်အုံးပြောတာမှန်တယ်မိတို့ခိကမမီတို့ခိနဲ့မတူဘူးမိတို့ခိကလေဂျိုဒုခိဆလောင်းခိ ပြပြလိုက်စမ်း ဂျိုရုခေတ်ဆလောင်းခေတ် ဟုတ်တယ် အမလေးဖျော်တကားဖျော်တကား ဖယားဖယား အတူတူပဲလေ မမီဂျိုဒုဆိုတာလေခိုးအပေါ်ကနေအောက်ကိုတန်းတိုင်းနဲ့ရှည်ရှည်ကြီးနဲ့ချိန်ထားတဲ့ဟာကြီးကိုပြောတာ ဟုတ်တယ် ဆလောင်းဆိုတော့အောက်ကပြားပြားကြီးနဲ့အကြီးချိန်ထားတာအဲ့တော့အပေါ်ကတန်းတိုင်းနဲ့ရှည်ရှည်ကြီးချိန်ထားတဲ့ဂျိုဒုကလည်းအကိတ်တယ်အောက်ကပြားပြားကြီးခံထားတဲ့ဆလောင်းကလည်းကိတ်တယ်အဲ့တော့မိတို့ခေတ်ကအကိတ်ခေတ် အကဲခေတ် အကိတ်ခေတ် ဟမ်ဒါဆိုရင်တို့ရုပ်ရှင်စီယုံဥက္ကဋ္ဌဦးချီဆိုတုံးသူလည်းအကိတ်ပဲနော် နဲတဲ့ ဟုတ်တယ်အဲ့ဒါမို့သူပြောနေတာလေနိုင်ငံတကာမှီအောင်စူးစမ်းပါနိုင်ငံတကာမှီအောင်စူးစမ်းပါဒါကြောင့်ပြောနေတာပေါ့ ဟဲ့မမီဟိုမမီပြောတော့ဦးကြည်စိုးထုံကအကိတ် အင်း ဟဲ့ငါမသိလို့ဟဲ့ သိဘာဖြစ်လဲ ဟဲ့ငါအင်တာနက်နဲ့ဆွဲသွင်းလိုက်တာပေါ့ အကကြီးပဲရောက်နေတယ်မသိပါ ဟုတ် ဘူး ဒီမှာအင်တာနက်တို့အကိတ်တို့ပြောမနေကြနဲ့ ဘာဖြစ်လို့လဲ နင်တို့ခေတ်ကမလီနောက်ကြတယ်တို့ပကံခေတ်ကပကောက်ချန်နေရလေရောက်ခေတ်မိတာ international road မိတာ ကြည့်စမ်း နော်ဒီမှာနားထောင်နင်တို့ခေတ်မှာမောင်စက်ကြဝဠာပြိုင်ပွဲ ရှိတယ် မဲစက်ကြဝဠာပြိုင်ပွဲရှိတယ်နော် ရှိတယ် ငါတို့ပကံခေတ်မှာအချောက်စက်ကြဝဠာပြိုင်ပွဲရှိတယ် မမီရဲ့ကြာကြာ တကားဘာလုံးပြိုင်တာတကားဘာလုံးပြိုင်တာ ဘလို့ပြိုင်လဲ ကြားဘူးပြောပြမယ် ပြော နော်အဲ့ပြိုင်ပွဲမှာတို့ခွင့်ယူစရာပေါ့နော် အင်းပေါ့ စကားတင်3ယောက်ရွေးလိုက်တယ် တုံးလောက် တကဘာလုံးမှာတော့ပဲယူတယ် အဲ့ထဲမှာဘိုမာကြီးတယောက်ရွေးခံရတယ် ဘုံမိုက်တယောက်ပါတယ် ကပ်ပလီမိုင်းတယောက်ရွေးခံရတယ် ကြည်စမ်း တို့ခွန်ယူစရာတို့နိုင်ငံကအချောက်မလေးတယောက်ရွေးခံရတယ် မြန်မာ6တောက်မြန်မာ6တောက် တို့လို့ပေါ့ရဲ့ အဲ့မှာ तू အဲ့3ယောက်တည်းကတယောက်ကိုအချောက်ဆက်ကြော်လာပေးမှာ ပြရမှာပေါ့ ကဲအဲ့တော့ပြန်ပွဲစပြီစတော့ဘို
ဘူဘီမာကြီးခေါ်လိုက်တယ်ဟိုဘက်လှည့်စမ်းနောက်ကနေထိုးလိုက်တာထောက်လိုက်တယ်ထောက်တော့ဘူမာကြီးကစမ်းကြည့်တယ်စမ်းကြည့်တော့ဟဲတဲ့လက်တုပ်စာကြီးရဲ့ မမီရဲ့ရင်တော့ အမလေးတဲ့အစ်ဆက်နဲ့အဲ့ဒါဘာလဲပြောစမ်းဆို I don't know ဟဲ့မသိဘူး I don't know ဆိုသွားမသိမချင်းမှတ်တာအဲ့ဒါတခွားသီး ညံ့နာဟဲ့ဘိုဗျူမရေ ဟုတ်တယ်လေအစ်စ်နဲ့တခွားသီးဖြစ်မှာပေါ့ နောက်တော့ကပ်ပလီမကြီးခေါ်လိုက်တယ်ဟိုဘက်လက်နောက်ကနေ ထောက်လိုက်က ပ်ပလီမကြီးစမ်းကြည့်တယ် စမ်းကြည့်တော့ ဟဲတဲ့အရင်မှလည်းအမွှေးတွေနဲ့ဟဲတဲ့အစိတွေနဲ့ မလေးတော့ အဲ့ဒါဘာလဲလို့မေးတော့ I don't know တဲ့ မသိပြန် မသိမှတ်တာအဲ့ဒါပြောင်းဘူးတဲ့ ဘူးအေးဘောရဲ့ ဟိုယူမရောကပ်ပလီမရောပြုတ်သွားတယ် မရတော့ဘူး တို့မြန်မာအချောက်တယောက်ပဲကြံတယ် ဟဲ့လားနော် အချောက်ကိုဟိုဘက်လှည့်တယ်ထောက်လိုက်တယ်တို့မြန်မာအချောက်စမ်းကြည့်တယ် စမ်းကြည့်တော့ ဟဲတဲ့အရင်ကတော့ကားတဲ့ဟာအဖျားလေးရှူသွားတယ်တော့ဘာလဲတဲ့ဟိုပါလေဟိုအရင်ကကားယူအဖျားရှူတာကွာ ဘာလို့ အနီရောင်လေး မမီးကဘယ်သိပါမ မ လဲ မီပြောဟိုဥလီကွာ ဘယ်ဥလေ ဟိုအရင်ကကားယူအဖျားရှူလို့ဥလေအနီရောင်ဥလေးလေ မသိပါဘူးအဲ့လောက်ကြီးမစင်းစားနိုင်ဘူးဘာလို့လဲ ရုံစားတဲ့ဥလေ အဲ့ဒါသိဘယ်သိမှာတော့ယုံသားအောင် သူတို့ညံ့နေနင်တို့မသိတာပြိတ္တကြီးသိနေပြီပြိတ္တကြီးအဲ့ဒါဘာဥလဲအဲ့မုံလာဥလို့အော်တဲ့သူအားလုံးဟာအချောက်ဆက်ကြောလာဆိုရသွားပါတယ်ရှင် ဟဲ့တော့ မုံနေတို့ရမယ်ကိစ္စ तू ကဖြေသွားတယ် တို့ကသိပါတယ်မသိကျင်အောင်ထောင်နေတာသူတို့ကပြေသွားတာတို့ကငတ်ပြီပေါ့ ဟေး ကဲတို့နိုင်ငံဘယ်တော့ခွင့်ပြုစရာကောင်းလဲမုံလာဥလို့တည့်လူအများကြီး မမီအတန်ကြားတယ်မမီရဲ့ ဘာသာလဲ ဟေးစော်သုံးပွေကောင်းမ3ယောက်ဘာတင်းနေပြော ဟဲ့ဘယ်ကမုံလာဥလဲ မုံလာဦးမဟုတ်ဘူးခရမ်းသည်ခရမ်းသည် မရဖတ်တယ် မမီခရမ်းသည်လေအဲ့ဒါမိကန်ပြလိုက်တယ်အဲ့ဒါတို့ကြားဘူးလေမမီကဲဦးမမီကဲဦးမမီကဲ မမီမမီ မမီကဲအောင်မမီ မလုံးနဲ့တော့ တို့သိတယ်အဲ့ဒါခိုင်သေးကြီး ရတယ်လို့ပြောတာမေးတော့လေတော့မရှိမရှိမရရစစနှုတ်တာနားတာအကောင်မနေလဲနော် ဖီပဲ တဲလေးကိုစားကျင်တယ် စားကျင်တယ်ရောလာဟုတ်တော့ကောက်ကွင်းနဲ့ကောက်ကွင်းကတခြားစီဖြစ်သွားပြီ ဟဲ့ဆရာမ အားတို့ ငါကပေါင်းနေနေပေါ့နိချင်းစီတော့ပေါင်းကန်တော်ပဲ မကောက်တီးကလွဲနေရတယ်ကြားတယ်မသားမ မကိုင်းနေ အဲ့ဒါပြီမလုံးနဲ့တော့အညာလွယ်တယ်အညာလွယ်တယ် အညာလွယ်တယ်လုံနေ မလုံးပါနဲ့အညာလွယ်လို့ပါ လုံနေတယ် မမီဘာမှမလုပ်ရသေးဘာလို့អော်တာတို့ ဘာမှမလုပ်လို့អော်တာ လောက်ရင်ရော ဥယျာဉ်ငင်းနေမှာပေါ့ မကိုင်းလေ မကိုင်း ဘာပိုခိုင်းလို့ခေါ်ပြောထားတယ်မခိုင်လို့မခေါ်လို့ပြောထားတယ်ဘယ်တစ်ခါပြောရမလဲ နေရလဲဟုတ်ပါလေဟဲ့မကိုင်းလို့မခေါ်နဲ့ကိုကိုင်းလို့ခေါ်ပါလို့မင်းတဲ့အားပြီးဘာမှမရှာရှိတော့ ဟွန်းဖြက်ရက်လိုက်လို့လိုက်စင်ပုံထွက်သွားမယ် အရန်တော့မလုပ်နဲ့လေ ဒီပိုင်းလေးဖြစ်သွားမှာ စွဲထိုးလိုက်လို့ငါပဲကြောသွားမယ် ဟဲ့ကောင်မကြီးအားလို့မអော်နဲ့ ဘာလို့လို့ ငကိုတည်းကတို့ကအသုံးမတည့်တာလှုပ်ဆန်တစ်ချက်လောက် ဘာတွေပြောတာလဲဘာတွေပြောတာလဲ ဟာ ငါ့ကိုပဲမများနဲ့ပါကျိုးသွားပြီဗလား အော်ပဲမြနဲ့ပါကြည့်ရတာမများပါဘူး နင်တို့စော်သုံးပွေကိုနော်ငါကြီးစားစကားပြောထားရနော်ချစ်တယ်လို့ပြောထားရနော်အဖြေပေးဖို့စဉ်းစားထားရကဲလာဒီဘက်ကလာမီအောင်လောင်းလာကိုနာကိုလာနောက်တိုး ရောက်ပေါ်လား ဟုတ်တယ်ကဲ မသိတော့ ချစ်လေးလို့လေကိုချစ်တယ် ဒီလိုရှိပါတယ်မခိုင်ရဲ့ ဘာစောင့်
ကန်လိုက်တော့နောက်လန်သွားမယ် ဟဲအမကြားလားဘာပြောတော့စောင့်ကန်လို့နောက်လန်သွားမယ်တဲ့ငါနောက်လန်နေတာကြာပြီတစ်ချက်တော့လှုပ်ထားမှာလှုပ်ထားအောင်မရေနောက်ကလူတာဖီးပဲတော့ဟဲ့တရားလုံးဖီးဆိုတာတရားလုံး ကဲပိုးရပြောမယ်လာကိုဖြေတောင်းထားတာမင်းကိုချစ်တယ်မလားဖြေပေးကွာချစ်တယ်မလားချစ်တယ်လို့ဖြေပေးလိုက်ဒါပဲ ဟိုဒီလိုရှိပါတယ်ကိုခိုင်ရဲ့ကိုခိုင်မဟုတ်ဘူးအောင်မဲ ကိုခိုင်ပြအောင်ပြော ကိုခိုင်ရဲ့ ဟမ် ဟိုများတို့ကမိမလုံးဘူးဟာမလားလို့ မိမသား ငါသိပါတယ်ဟဲ့ဟိုဘက်တပေါ်ဒီဘက်တော့ပြောရတယ်ဟဲ့ဟိုများတို့ကမိမသားမလားလို့ဟိုကောင်လေးတယောက်ကောင်မလေးတယောက်ကိုယူစားကားပြောဆိုအလွယ်တကူပြောရင်အပေါ်စားဖြစ်သွားမှာပေါ့အဲဒါကြောင့်မို့စဉ်းစားတာလीဟိုအဲ့ဒါညစဉ်းစားပြီးသွားပြီဟိုများတို့ဘွားစူးဘွားမလားဟိုစူးဘွားကိုဖတ်ကြလဲစူးကြိုးတာပဲအဖတ်ဘွားကိုစူးကြလဲစူးကြိုးတာပဲ နင်တို့စူးကဘယ်နေရာမှာပဲနေနေပေါ်မှာပဲနေအောက်မှာပဲနေကျိုးတာပဲလား ဟဲဘလို့ပိုးဆက်ချင်းပြောင်းပြောင်းကျိုးတယ် အဲ့ဒါဟုတ်တယ်မမီရဲ့ပိုစရှင်ပြောင်းလဲကျိုးတာပဲ တော့ ကဲရတယ်ပြဿနာမရှိဘူးမင်းမချစ်လည်းနေရတယ်နော်မတယောက်ရှိသေးတယ်မဗေတာလေးလာပါအောင်ကွာမဗေတာကတပင်နဲ့တချင်းရှိတယ်မင်းအောင် တပြုံကြီး ဟဲ့ကောင် ပါလီပြောလို့လေကိုခိုင်ဆက်တယ်ပါလီပြောနေရလေဆက်တယ် ကဲလာရှက်မနေနဲ့ကိုမင်းကိုချစ်တယ်လို့ဖြေတောင်းတာလေကွာမင်းကိုဖြေပြီးတော့ချစ်တယ်မလားချစ်တယ်လို့ပြောလိုက် ပြောလိုက်ဒီလိုရှိပါလေမိ ဟာ မိရဲ့ကိုခိုင်ရဲ့ အဲ့လိုလို့ မိရဲ့ကိုခိုင်ရဲ့ ပြော ဟိုကလေအုံပြောသူလိုပဲသူကဥပမာလေးနဲ့ပြောပြမယ်သူရဲ့ဘဝကလေဟောဒီကမိဘတဲ့ဘဝကစကောလောက်မှစောင်းမနေဘူးကိုခိုင်ဘဝကလည်းငုံမီတဲတိုင်တော့မှတက်နိုင်ဖျားမရောက်ဘူးမဖြစ်နိုင်ပါဘူးရှင် ဘာဒီမှန်းလည်းမသိဘူးသကောတွေရောတိုင်တွေရောရှုံနေတာပဲရှာရပြဿနာမရှိဘူးနောက်ဆုံးတစ်ယောက်ကြံသေးတယ်မနိကူဒါကြီးကတော့လေခေတ်ဆက်ကအချောက်လှုပ်စားလာတော်တော်ကိုကြာနေပြီဆိုတော့ရွယ်ပြဲတလဲနေလောက်ဒါပေမဲ့မတတ်နိုင်ဘူးလေချင်းတူမူးပြီးတာပဲကြံပြက်လေးတော့ဖြတ်လိုက်မှာကောင်းမနိကူ ဘာတော့ ဘာတော့လုံးနေလဲလောင်းဒီနောက် မလာဘူး လောင်းကွာ ဘာမှလည်းမပေါ် တို့ပြောနေလေဘာလာပြောတာတို့ပြောနေတယ်မင်း ဘာမှမပေါ် တို့ပြောနေလေကွာ ဘာမှမပေါ်ပါဘူးဘာမှမပေါ်တော့သူကဘောမှမပါတာ မင်းဘာလာပြောနေတာလဲကွာဒီမှာတို့ပြောမယ်တို့မင်းကိုချစ်တယ်ကွာမင်းတို့အဖြေပေးဒါပဲ ချစ်တယ် ဟုတ်တယ် တို့ချစ်တယ် ချစ်တယ် ညီစဉ်းစားနော်ဒီမှာညီဒငင်းဝမ်းနဲ့ခရမ်းသီးကိုအတူတူပြုတ်စားဘူးလား ဟာမစားဘူးပါဘူး မစားနဲ့မကောင်းဘူး ဘာလဲကိုကမင်းကိုချစ်တယ်လို့ပြောပြီးတော့မင်းရှိအဖြေတောင်းနေရလေကွာကို့အဖြေပေးဘာ တို့ကလည်းအပြေးပေးနေတာပဲလေဒငင်းဝမ်းနဲ့ခရမ်းသီးကိုအတူတူပြုတ်စားဘူးလား မစားဘူး မစားနဲ့မကောင်းဘူး စိတ်ညစ်တယ်ဘာလဲမင်းတို့တောင်းအောင်ဆိုလုံးကို့ကိုမချစ်ဘူးပါလား မလေးမချစ်နိုင်ဘူး အေးတွေ့မယ်နော်လွတ်အောင်ပြေးမိလို့ရတော့နော် ဘာလို့ တောင်းအောင်ဆိုလုံးဆွဲစားပြင်မယ် မမီ ညီတော့မသိလိုက်ဘူးမလား မမီကဖြစ်တာ ငါ့ကိုအရင်တည်းမှာလှိုင်းထိုးတယ် အရင်ဒီမှာလာမမို့အရင်ဒီမှာဘုံပါဗျာ ဟဲ့မမီတိလားအစော်ကြီးလေးပကံကိုလိုက်ခဲ့ပါလားယင် ဘာလို့မလို့တော့ ဟိုမှာဖျဲကျုပ်ဖျဲချားနေအများကြီး ဒုက္ခပါပဲဘာနဲ့လာတွေ့နေလဲမသိပါဘူး မမီးကလည်းဟိုအကြီးဆုံးဖြစ်ပြီးတော့ကိုရှိလာတဲ့ဧည့်သည်ကို ပြောပြလိုက်စမ်း ဟိုအစင်းပြောင်းပေါင်းဟဲ့မောင်လေး ပြော နင်ကအိုးစီက3လုံးတော့မှာ ဟုတ်တယ် နင်တီးရလက်မကြောက်တာငါတစ်လုံးတော့တီးကြည့်အောင်ဟဲ့
မင်းလေးနဲ့ဆိုအကုန်ပြုတ်ကုန်ပါဗောဒီမှာတန်းတဲတဲလေးရိုက်ထားတာ မမီမိပြောတယ်အကိတ်ခေအကိတ်ကြီးဟိုအယူကြီးအကိတ်ကြီးဘုံ ငါအပေါ်မားလိုက်လို့တော်သေးတာဗော မမီဘုံ လာမောင်လေးလာဟိုဘက်မှာကောင်းတယ် လာခဲ့လေ ဟိုဘက်မှာဦးကြီးစိုးတုံးလည်းရှိတယ်လေလာတော့ ရှားမဘုံဆိုပြီးလာလိုက်တာဒုက္ခပဲအချောက်တင်နဲ့လာတွေ့မနေဘူးပြန်မယ် ဟဲ့ကောင်မင်းကဒီနေရာကိုဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်အောင်မင်းကိုမင်းလက်ကောင်းများအောင်ဝင်နေတာဟမ် ဘာကြည့်ပြောလိုက်လဲတော့မသိပါ လေကောင်းမဟုတ်ဘူးမခဲရဲ့ပုတ်တင်ညိုဘာလဲ ဟာအမှန်ကန်တယောက်တော့ရှိတီးလာတဲ့ဘုံတွေကလည်းကုန်ပြီဆိုတော့ဒီတယောက်ကိုအပိုင်ကန်ရတော့ ငါတို့ညာကြော်သွားတယ် ညီမလေး မှတ်ထား तू ကညီမလေးလို့ခေါ်ရင်မခံဘူးညီလေးလို့ခေါ်မှခံတာ ညီလေး ဟေးအဲ့လောက်များတော့လဲ तू ဘယ်ခံနိုင်မှာလဲဘာလဲ तू နားကြီးမှာပေါ့အဲ့ဒါပြောတခွန်းတလေဆိုရတယ်ပေါ့ဟဲ့ तू ကဒိုးဘုံရောက်လာတယ်ဟုတ်တယ်ပြောလိုက်တာဟဲ့ဒိုးဘုံ तू ရောက်တဲ့အတွက်ဒီနေ့ကိုနေထူးနေမြဖြစ်တတ်မှမယ်ဘလို့တတ်မှမလို့တတ်မှမလဲအချောက်များရဲ့စာနာရိတ်ခါနေ့ ဟဲ့တော်မမီရဲ့ဒီရက်ကမကောင်းဘူး ဘာဖြစ်လို့တော့ ဒီရက်ကပြတ်တပြားနေဖြစ်နေတာ ပြက်တရားနေလည်းမဟုတ်ဘူးဟဲ့ကောင်မပြက်တရားတွေရေးရတာတွေရွေးစရာမလို ဘာဖြစ်လို့တော့ ငါပြက်ကလေးကြီးခဲ့ပြီး ဘာဖြစ်တော့ ဒီနေ့ငကားကောင်းအပေါ်လက်နေတယ် ထောင်ကြီးငါကောင်တောင်မြောက်ပဲလှည့်တာဘယ်နဲ့ပေါ်လှည့်ရမှာလဲ ဟဲ့ငါပတ်လက်လန်းကြည့်တာဟိုဟဲ့ ကဲဒီမှာဟိုတယောက်မင်းကဒီမှာနေမှာလား အခုတော့နေရတော့မှာဗော အေးနေမယ်ဆိုလို့ရှိရင်တော့မင်းငါစော်လေးသုံးပွင့်နဲ့လွတ်ကင်နေမှာဖြစ်မယ်နော် ဟာစိတ်မပူနဲ့အနားတော်မတော်ဘူးကင်းတယ်ကျုပ်ကခမားနဲ့ပဲအတူတူနေမှာ ဟာမင်းတော့မင်းယောက်ျားချင်း ယောက်ျားချင်း ဟုတ်တယ် ခမားယောက်ျားမပါဘူးကျုပ်ခမားကိုကြည့်လိုက်တာနဲ့သိတယ် မင်းကဘယ်နေရာကြည့်ပြော လက်စီလက်စီမပါဘူးလေ ဟုတ်တယ်အရင်တော့ကမိန်းမအခုယောက်ျားတွေကိုစိတ်နာပြီးတော့ယောက်ျားဘဝကိုပြောင်းလိုက်တာ ဟာဘလို့ပြောင်းလိုက်တာ မိန်းမဘဝတော့ကဘဲတဝေထားဘူးလေအဲ့ဒီဘဲနဲ့ခိုးရလိုက်ပြီးညမှာပဲကွဲတာပဲ ဟဲ့ တေချာမှမရွေးရ အဲ့ဒါထုံးစံပဲလေ ဘာတွေပြောနေလဲအဲ့ဒီဘဲနဲ့ခွဲရလိုက်ပြီးညမှာအဲ့ဒီဘဲရဲ့မိဘတွေကလိုက်လာတဲ့သဘောမတူဘူးခွဲလိုက်တယ်ကွဲသွားတယ်အဲ့ဒါကိုပြောတာ အေးငါလည်းအဲ့ဒါပြောတာလေအဲ့ဒါပဲပြောတာ အဲ့ဒီဘဲနဲ့ကွဲသွားပြီးကြတဲ့ဘဲခွဲဖြစ်သွားတာ ကျုပ်ကတော့ဘဲခွဲပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဲ့ဒီထဲမှာရွေးစရာခမားတယောက်ပဲရှိတော့တယ်ကျုပ်မှတခြားရွေးစရာလည်းမရှိဘူး ဩအဲ့တော့မင်းကငါနဲ့တူနေမယ်ပေါ့ ဟုတ်တယ် တကယ်နေမယ်နော် နေမယ် အေးဟုတ်ပြီခဏစောက်တွေ့မယ် ဟုတ်ပြီမိမဘွားနဲ့ပြန်လာ ခဏလေးနော်ဘဲကွယ်သွားချုံနေတယ်သွားချုံနေတယ် မရှိတော့တွန်းနေလေခဏလောက် မင်းကလည်းကြားကားလာပြန်ပြီ ဟဲ့ဒါကပြီပါပြီဟဲ့စက်ကားမယ် အပေါ်လည်းကြည့် လာ အဲ့ဘာလို့မလို့ မင်းကိုလည်းလေသူတို့နဲ့တူသွားအောင်လေဖြတ်ဖောက်ချုပ်ခိုင်းလို့ပြင်မလား ဟဲ့တမောတရားကြီး ဟဲ့ကမင်းဘယ်လိုကောင်းလားကွာ ဘာလို့တော့ ဟာမောတာ ဘာဖြစ်လို့လဲ မင်းဘလောက်ပြောအမှတ်သေးချင်အမှတ်ကြောက်ကအမှတ်တရရမရှိတဲ့ကောင်အမှတ်ကပ်ပေမရှိတဲ့ကောင် ကပ်ပဲမရှိတာခမားဖေးပါ ဟဲ့ကောင်ငါအဖေကပ်ပေမရှိငါမွေးမလားကွာ ဩခမားမွေးပြီးမှမရှိတာနေမှာပေါ့ငဲပေါ့ခမားဘာလုပ်ဒီကားမောင်းနေသူလား ငါနေပိုင်ငါပေါင်းတဲ့လူ ခမားကားမောင်းနေလဲပြောဘာလို့ချွေးနေပြန်တာတော့ စီခိုးထိုးရောင်းတာများသွားလို့ကားပေါက်ပေါက်ဖောက်ချီရှောက်လာတာ ဩခမားစီကိုတော့ခမားအုံနာနဲ့ပြဿနာတက်မှာပေါ့ ဟာတက်ပါစေဒီအဲ့အုံနောင်ကတဝက်ခွဲပေးရတယ် ဘယ်ကားလဲ ဟုတ်နာရီကုညီမှုအတင်းကလေဟုတ်ကိုကျော်သူက ဩအဲ့တော်တော်ကောင်းတယ်ဒီမှာကျုံလဲဒေါသဖြစ်ပြီးလာတာနော်အခုခမားကားနဲ့တိုက်လို့ကျုံသွားတဲ့ပုံတွေကကုံသွားပြီတခုမှအဆင်မပြေဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်သူ
အဲ့ဘိုးတော်လုံးဝမချင်တတ်ဘူး ဘယ်ကကောင်လဲ အဲ့ဖះမှာစောင်းတဲ့ဘိုးတော်ဟေးဘိုးတော် ဟာဘိုးတော်တဲ့ဟေး ဘိုးတော် အခုပါလာလာမလားခဏအေးလေးပေးပြနေတယ်ခမရဖယားဘောဆင်းလာတယ်ပဲမများနဲ့ ဟိကောင်မင်းဘိုးတော်ပြင်လာလားမင်းနရိုက်ဖမ်းလာလားယင် ဘာပဲဖြစ်ဖြစ်ခမရပြဿနာခမရရှင်း ဘိုးတော် ဘာပြဿနာရှင်းရမှာ ဘိုးတော် ဟာမင်းမသိသေးဘူး ဩသေခဏခဏသေပြီးပြီ ဟာ သေပြီးပြီ ဒီမှာဘိုးတော် ဟမ် သူသေးတာလေကျွန်တော်ကားနဲ့တစ်ခါတိုက်လို့တစ်ခါအမှုဖြစ်ရင်လေကျွန်တော်တကျွန်းကြတာကြားပါပြီဗျာခမရ ဟုတ်မင်းသေးတော့မင်းဟိုငါပေးတဲ့ဘုံကိုမင်းမတီးဘူး ဒီ လား မှာတီးတယ် ဟမ် အဲ့ဘုံတီးတော့ကြည့်လို့လေတဏ္ဍာလင်းထက်တော့စုတွေကပုံများနေပြီနော်တော်ပြီကျုပ်ဘဲမှမတော်ဒီမှာပဲနေတော့မယ် ဟိုဒီပြဘုံတွေကိုမင်းမရောက်ဘူးလား ရောက်တယ်တခုမှအဆင်မပြေဘူးဒီဘုံပဲကျတဲ့ကျုပ်ဒီဘုံမှာနေလို့ရအောင်လုပ်ပေး ဒီဘုံမှာပဲနေ ဟုတ်တယ် ဒီပြဘုံတွေမသွားချင်တော့ တော့ရင်ဘူးဒီဘုံမှာနေခြင်းနဲ့ဒီဘုံမှာကြည့်ရင်မီဒီယာလင်းနေတာပဲ ဟမ် လမ်းတွေလည်းကောင်းတယ်လေ ဟော လမ်းမီဒီယာပြစ်သွားရင်ခဏပဲ ခဏအကြာကြီးမပြေဘူး ဟုတ်တယ်လမ်းတွေပြစ်သွားလဲခဏပဲ အော် ဒါကြောင့်ဒီဘုံကြိုက်တယ်ဒီမောင်နေမှာ အော်ဒါကြောင့် ဟုတ်တယ် ဘဲမှမသွားချင်တော့ ဟုတ်တယ်ကျုပ်သူစီစဉ်ပေးဗျာ ဟာရတယ်မင်းကိုလူရင်ဆန္ဒအားလုံးတဝုတ်ပြည့်စုံစေလို့ငါဆူပေးထားမှာ လို့ တော့ စားမှာဗျာ ငါပေးတဲ့ဆူတိုင်းမင်းဖြစ်စီရမှာပေါ့မင်းဘဲမှမသွားချင်ဘူးမို့လား ဂတိတယောက်နေ သွားချင်တဲ့လူကိုသွားမယ်ဟဲ့တကယ်လောင်း ဟမ် လောင်းမင်းလောင်း ဟုတ်ကဲ့ ပြောမင်းအဲ့ဒါကင်တာ ဟော မင်းကင်တာ ဟုတ်ကဲ့ ကဲမင်းကကားပေါ်တက်လီဘာကိုတအားကုန်နင်းပြီးတော့အဲ့ဒီကောင်ကိုဝင်တိုက်လိုက်တော့ ဟမ် ဒီကောင်ကို ဒီကလီပါမရှိဘူးခြေထောက်နဲ့ရစ်ရမှာ ဟာ ခမရခမရကျွန်တော်ဘာလို့ မင်းကိုတိုက်တာမမင်းသေးဖို့ ခမရပြဿနာ အချိန်ကြာမယ် ဟဲ့ဒီဘက်တိုက်မယ်ဟာတိုက်မယ် Attention please Attention please အတန်းရှင်းမယ်ဆိုတော့ပေးသက်တွေနည်းနည်းထပ်ပြအောင် နည်းနည်းရှမ်းပြီလားရှမ်းပြီ ကျေးဇူးပြု၍နားဆင်ပါရှင်အထူးသတင်းတစ်ရပ်ကိုကြီးညာပြစီ ဟောတယ်အစင်လည်းပွဲ ယခုသုံးပုံတစ်ပုံပြဆက်ကိုကပြနေရင်မှာပဲတခန့်ရက်ပြီးဆုံးသွားပြီဖြစ်ပါကြောင်းကြီးညာအပ်ပါရရှင် ပြီးပြီ အမေ